စီရိုနယ်ဒိုဆိုတာကဘလုံးသမိုင်းရှောက်အကောင်းဆုံးသတ်မှတ်ရမယ်ကစားသမားတွေကတူးဆိုတာအားလုံးသိပါပဲဒီနေ့ဒီချိန်မှာစီရိုနယ်ဒိုဆိုပြီးဖြစ်တည်လာတာကမန်ယူကန်ဝင်နီးပြကြီးဖာဂူဆန်ရဲ့ကျေးဇူးတွေကြောင့်ဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူးစီရိုနယ်ဒိုနဲ့ဖာဂူဆန်ဆိုတာကလည်းနီးပြနဲ့ကစားသမားဆက်ဆံရေးတာမကပဲတားအဖလို့ချစ်ခင်ကြတဲ့သူတွေပါဒါပေမဲ့တစ်ချိန်လုံးကဖာဂူဆန်ဟာစီရိုနယ်ဒိုကိုပပဆက်ဆက်ပြောဆိုခဲ့တဲ့ဖြစ်ပျက်ကိုတော့ဘယ်သူမှမသိတော့ပါဘူးအဲ့ဒီတော့ကစီရိုနယ်ဒိုဟာဝမ်းနဲ့ကြီးငိုခဲ့တဲ့အထိဖြစ်ခဲ့ရတာပါ2003ခုနှစ်တုန်းကမန်ယူအသင်းဟာအသက်18နှစ်သာရှိသေးတဲ့ပေါ်တူဂီကချာတီလေးစီရိုနယ်ဒိုကိုခေါ်ယူခဲ့ပါတယ်စီရိုနယ်ဒိုရဲ့ tricky play speed တွေကပရိသတ်တွေစိတ်ကျဉ်နေစရာဖြစ်ခဲ့ပေမဲ့အသင်းတွေအကျိုးပြုနိုင်တဲ့အချိန်ကနေပါလွန်ပါတယ်နောက်ပြီးမန်ယူကိုဆက်ဆက်ရောက်ခြင်းမှာစီရိုနယ်ဒိုကိုစီနီယာကစားသမားအများစုကတိတ်သဘောမကျကြပါဘူးအဝေးလဲကန်ဒါမှမဟုတ်လီးချင်ဝင်းမှာဆိုစီနီယာတွေကစီရိုနယ်ဒိုကိုနှိမ်ချဆက်ဆံနေရှိပါတယ်အချို့ပွဲတွေမှာစီရိုနယ်ဒိုကမလိုလားအပ်တဲ့အလိန်ခောက်တွေလောက်တာကြောင့်ဘောလုံးဆုံးရှုံးခဲ့လို့လည်းပါပါတယ်စီရိုနယ်ဒိုကိုကြည့်လို့မရဆုံးကစားသမားကတော့မန်ယူကန်တွေလိုက်စစ်မှုနီစတိုရိုင်းပါပဲအဲ့ဒါနဲ့ပတ်သက်ပြီးမန်ယူနာမကျော်နောက်ခံလူဟောင်းဖာယီနန်ကအခုလိုပြောခဲ့ဥပါတယ်တခါတော့ငါရုဟာစီရိုနယ်ဒိုကိုအတလုံးခံခဲ့တာဗျအဲ့ဒီချိန်မှာကျွန်တော်ကစီရိုနယ်ဒိုကိုကာဝယ်ပေးတဲ့အနေနဲ့နီစတိုရိုင်းကိုတစ်ချက်ပြန်ကန်လိုက်တယ်အဲ့ဒီမှာနီစတိုရိုင်းကကျွန်တော်ကိုလက်သီးနဲ့ပြန်ထိုးတော့တာပဲတော်သေးတယ်မထိလိုက်လို့ဆာအဲလက်စ်ကဇာသမားရကိုကြည့်လိုက်ပြီဆိုတာနဲ့ဒီလူဟာဖြစ်ထွန်းမဲ့သူလားတာမန်လားဆိုတာကောင်းကောင်းသိတဲ့သူပါဖာဂူဆန်ကစီရိုနယ်ဒိုဟာတစ်ချိန်ကျရင်အောင်မြင်ကြော်ကြတဲ့ဘလုံးသမားတစ်ယောက်ဖြစ်လာမယ်ဆိုတာကြိုမြင်နေခဲ့ပါတယ်အဲ့ဒါကြောင့်ပဲတခြားကစားသမားတွေထက်စီရိုနယ်ဒိုကိုပိုအရေးပေးခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့စီရိုနယ်ဒိုကိုဖာဂီအကြီးကျယ်ပေါက်ကွဲခဲ့ပါတယ်2005-2006ရာသီချန်ပီယံလိအုပ်စုနောက်ဆုံးပွဲအဖြစ်ဘန်ဖီကာနဲ့ကစားခဲ့တဲ့ပွဲမှာမန်ယူအသင်းက2-2နဲ့ရှုံးပြီးအုပ်စုကထွက်ခဲ့ရတာကိုမန်ယူပရိသတ်တွေမှတ်မိကြအောင်ပါပါအဲ့ဒီပွဲမှာဘန်ဖီကာပရိသတ်တွေကစီရိုနယ်ဒိုကိုပြစ်မှတ်ထားလောင်ပြောင်ခဲ့တာကြောင့်စီရိုနယ်ဒိုဟာစိတ်မထိန်နိုင်ပဲလက်ခလေထောင်ပြပြီးတုံ့ပြန်ခဲ့ပါတယ်အဲ့ဒီပွဲမှာစီရိုနယ်ဒိုကဒဂိုလိုလုံးပြခြင်းစိတ်တွေများနေပြီးဒဂိုဟောင်းဆန်ဆန်ကစားခဲ့သလိုခြေစွမ်းလည်းမပြနိုင်ခဲ့ပါဘူးအဲ့ဒါကြောင့်ပွဲပြီးမှာဖာဂူဆန်ရဲ့နာမည်ကြီး hair dryer treatment ကိုစီရိုနယ်ဒိုခံစားလိုက်ရပါတယ်တယောက်တည်းလှုပ်ချင်တာလို့ရအောင်မိကိုမိပါကောင်းထင်နေလေအဲ့ဒီတိုင်းဆက်လို့မင်းဘယ်တော့မှဘောလုံးသမားကောင်းတစ်ယောက်ဖြစ်လာမှာမဟုတ်ဘူးကွာဖာဂူဆန်ရဲ့စကလုံးတွေကြောင့်စီရိုနယ်ဒိုတယောက်ချုံမွေးချငိုတော့တာပါပဲအဲ့ဒီအချိန်မှာကျန်တဲ့ကစားသမားတွေကလည်းအကြောင်သားဖြစ်သွားပြီးဖာဂီရဲ့ဒေါသကိုသိနေလို့ဘသူကမှအတန်မထွက်ရဲကြပါဘူးနောက်ပိုင်းကျမှစီရိုနယ်ဒိုကိုအသင်းဘော်တွေက crime baby လို့အမည်ပြောင်းပေးခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအဖြစ်အပျက်ကပဲစီရိုနယ်ဒိုကိုဒီနေ့လိုအောင်မြင်မှုမျိုးရအောင်တိုးမိုးခဲ့တယ်လို့ပြောရမှာပါစီရိုနယ်ဒိုကိုဖာဂူဆန်ပပဆက်ဆက်ပြောခဲ့တာကအဲ့ဒီတခါတည်းမဟုတ်ပါဘူးလေးချီရင်ကွင်းလူတွေအများကြီးရှိမှအောင်းငေါက်တာတွေကခဏခဏပါပဲအဲ့ဒီလိုအောင်းငေါက်ပြီးသွားရင်ဘာလို့ဆူဆဲနေရလဲဆိုတာစီရိုနယ်ဒိုနားလည်အောင်ဖာဂူဆန်ကပြန်ရှင်းပြလိမ့်ရှိပါတယ်စီရိုနယ်ဒိုကိုဖာဂူဆန်ဆက်ဆံသလိုမျိုးတခြားကစားသမားတွေမရခဲ့ပါဘူးအဲ့ဒါကြောင့်လဲစီရိုနယ်ဒိုကသူ့ရဲ့ကစားသမားဘဝမှာဖာဂူဆန်ဟာအရေးပါတဲ့ကဏ္ဍမှာပါဝင်ခဲ့တယ်လို့ပြောခဲ့တာပါစီရိုနယ်ဒိုဟာဖာဂူဆန်နဲ့ဆုံတွေ့တိုင်းကိုယ့်ရဲ့ဆရာဖခင်တူနဲ့ပြန်ဆုံတွေ့ရသလိုအမြဲတမ်းဖလဲတကင်းရှိတာကိုလည်းပြည်သက်တွေအသိဖြစ်ပါလိမ့်မယ်ကိုယ့်ကိုစူးစဲခဲ့ပေမဲ့အပြစ်မမြင်ပဲပိုကောင်းအောင်ကြိုးစားခဲ့တဲ့စီရိုနယ်ဒိုရဲ့စိတ်ဓာတ်ကိုယ့်တပည့်တူကောင်းစားဖို့အတွက်ဆရာကောင်းလူပြီးသားစွာဆုံးမခဲ့တဲ့ဖာဂူဆန်ရဲ့စိတ်တော်တွေကတော့တကယ်ကိုလေးစားစရာလိုပဲပြောမှာဖြစ်ပါတော့တယ်